Okay အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါမှာတော့အန်ဒီယာအော်တိုမှာအသေးရောက်ရှိထားတဲ့ကားလေးတစ်စီးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီကားလေးကတော့ကျွန်တော်လူတွေအမင်းများများနေတဲ့ကားလေးပါနော် my favorite ဆိုတာလေးကိုကျွန်တော်ရှောင်းပေးပါမယ်ဒီတစ်ခါဘာလေးတွေဖြစ်လဲဆိုတာကိုလည်းကျွန်တော်တစ်ခါတည်းရှင်းပြပေးပါမယ်ကျွန်တော်တူလိုက်ကြည့်ပေးပါအောင်ဒီကောင်လေးကတော့2019 my favorite premier ထက်ဒီကောင်ပြည့်သွားတယ်ပေါ့ဗျာmy favorite full grade လို့ခေါ်တာပေါ့နော်ဘာလေးဖြစ်လဲဆိုတော့ကျွန်တော်ထပ်ပြပေးမယ်နော်ကြည့်လိုက်ပါဒီကောင်လေးကအခရာက900နဲ့ရမယ် mindless နဲ့နံပါတ်အလှပေါင်းချင်းကလည်း9ဟိုကလည်း9နှုတ်ဝင်းပေါ့နော်အဲ့လေးဖြစ်မယ်ဒီကောင်ကဒီမှာ projector light တွေဖြစ်သွားမယ်ဒီ running daylight ပေါ့နော်ဒီ daylight လည်းပါသွားမယ်နော်ရေခဲမီးလို့ခေါ်တာပေါ့နော်အဲ့ဒီလည်းဖြစ်တယ်ကျွန်တော်ပြပြီနော်ဒီကောင်ကကျတော့ဒီကောင် my fit ဖြစ်သွားတဲ့အတွက်ကိုဒီကျွန်တော်ဒီကျွဲကြိုပေါ့နော်ဒီကျွဲကြိုကအမဲဖြစ်သွားပြီဒီ line အမဲဖြစ်သွားပြီတစိမ့်အမဲဖြစ်သွားပြီဘတ်မှန်ကလည်းကြည့်လိုက်ဘတ်မှန်ကလည်းဒီမှာအမဲဖြစ်သွားပြီနောက်ပြီးတော့ခေါင်းကလည်းအမဲဖြစ်သွားပြီစတေကာမဟုတ်ဘူးနော်ဒီကောင်စတေကာမဟုတ်ဘူးဒီကောင်ကဆေးဖြစ်သွားပြီနော်နောက်ပြီးတော့ဒီကောင်ရဲ့ဒီမှာအလွိုင်းလေးကိုကြည့်လိုက်ပါဦးဒီကောင်အလွိုင်းကဒီ premier အလွိုင်းလို့ခေါ်တာပေါ့နော်စက်ကြအလွိုင်းလို့ခေါ်တယ်16အလွိုင်းဖြစ်သွားပြီ my fit grade ပေါ့နော်ကျွန်တော်တို့လက်ကြည့်ပြပါဦးဝေးဒီကောင်လေးကတော့2019မှာအပြည့်ပေါ့ဗျာပြောမယ်ဆိုရင်ရွတ်သမျှအကုန်ပါတယ်ပေါ့ဗျာကျွန်တော်တို့အပေါ်ရဆိုရင်၄မျိုးစုံတယ်လို့ခေါ်တာပေါ့နော်push step လေးနဲ့ဖြစ်သွားမယ်တော့နှစ်တုံးပါပါတယ်နောက်ပြီးတော့ဒီကောင်ကဒီမှာ push step လေးနော်ကျွန်တော်ပြပါမယ် original kilo က3000ခွဲပဲရှိပါသေးတယ်ဒီကောင်ကတော့ဒီ TV ပေါ့နော်ဒီ TV ကိုကျတော့ Malibu TV လို့လည်းခေါ်တယ် Apple TV ပေါ့နော်အဲ့ဒါဖြစ်သွားမယ်နောက်ပြီးဒီမှာ aircon ကကျတော့ဒီမှာ digital ဖြစ်သွားပြီနော် digital aircon ဖြစ်သွားပြီဒီ aircon ဖြစ်သွားတဲ့အပေါ်မှာဒီကောင်ဒီဘတ်မှန်လေးကိုအကြီးဖြစ်သွားမယ်နော်နောက်ပြီးတော့ဒီကောင်ကတော့ဟို my fit premier ဆိုတော့ဒီကောင်မှာပါမယ်ဒီမှာ lane တစ်ပါချာတို့ radar တို့ cruise တို့ blind spot တို့ cancellation alarm တို့ auto stop တို့ရွတ်သမျှတော့ဒီကောင်တော့အကုန်ပါသွားပြီပေါ့နော်အဲ့ဒါလေးဖြစ်သွားမယ်နောက်ပြီးလို့ရှိရင်ဒီကောင်ရဲ့ mi system မှာရနည်းနည်းပြောင်းသွားပါပြီဒီကောင်ပုံစံဒီကောင်ဟိုလိုစကိုက်နဲ့မတူတော့ဒီကောင်လိုနောက်ဖက်တစ်ပိုက်စာချီမီကအဲ့လိုလည်းဖြစ်သွားပြီဒီလိုလည်းပါမယ်နော်ပြီးလို့ရှိရင်လုံးဝအပြည့်မှဆိုတဲ့ဘောစီတွေတော့ကဒီကောင်ဘာဖြစ်သွားမလဲဆိုထပ်ပြီးတော့ sunroof တော့ပါသွားဒီကောင်ဒါ sunroof design လေးပေါ့နော် sunroof လည်းကျွန်တော်ဖွင့်ပြပါမယ်ဒါတော့လေခွဲပြီးလို့ရှိရင်ဒီမှာဖွင့်မယ်နော်ဒီမှာပြန်ပိတ်ပါနော်ကျွန်တော်ဒီကောင်ဒီလိုလာမယ်ဒီလိုလေးပိတ်လိုက်ဒီကောင်ကကြတော့ဒီမှာဝိတက်မှာလည်းဒီကောင်2019ဘက်ကထွက်ပါတယ် license တိုင်းလည်း2026ဆယ်လပိုင်းထိအဝေးလိုပါသေးတယ်နော်ဒီကောင်ရဲ့ဒီမှာဟိုကားရဲ့တစ်လွင်မှုကတော့မြင်ရတဲ့အတိုင်းပဲဒီမှာဒီကျွန်တော်တို့ဒီနေကားရဲ့ plastic တော့မခွာသေးဘူးနော် CRN လေးဆိုလည်းဒီမှာအစ်စ်တိုင်းပဲစေးပိုးစေးကျွန်းဘာမှမရှိဘူးအထိုင်ကုန်သမားဆိုလည်းဝင်းခံအိဖတ်နေတာပဲနော်ဒီမှာ gear ဒီကောင်ရဲ့ gear ကားပဲလာကြည့်လိုက်ပါဦးတော့တစ်လွင်လဲဆိုရင်မှာ gear ရဲ့ဟာလေးတွေပဲဆိုကြည့်လိုက်တော့မထိထားမှအရင်သိရပဲစေးကျုပ်ပါညာဘာတစ်ခုမှမရှိဘူးเนาะ CRN လေးကလည်းကျိုးကျုပ်ကလေးနဲ့ဒါရစ်မြအကုန်ဖြစ်သွားပြီဒါပြီးဒီကောင်ရဲ့ပါဝင်တို့ပုံစံလေးတွေပေါ့နော်ပါဝင်တို့ဖြစ်မယ်ဒီကောင်တော့ဒီမှာ premier အစောဖြစ်သွားတယ်ဒီမှာခလုတ်ကလည်းဒီမှာ၄ခုပါသွားမယ်เนาะ CRN ဘလုံးကနှစ်ဖက်အပြည့်ပေါ့နော် cruise တွေပါတွေကတော့ဒီကနေသုံးရတာပေါ့နော်ဒီ CRN မှာပါသွားမယ်ကဲဒါကတော့ဒီကောင်ရဲ့အတွင်းကန်းလေးဖြစ်မယ်เนาะအတွင်းလေးချက်ကြည့်လိုက်ပါအနောက်ကန်းလေးသူ့အန်သူတော့900လောက်ကတော့ကောင်းကောင်းစီးလို့ရပါတယ်ဒါကတော့သူ့ရဲ့ blind spot ဖြစ်ပါတယ်เนาะ blind spot လည်းပါသွားပါမယ်သူက okay ဒီကားလေးကတော့လုံးဝ spark မှာမှအမြင့်ဆုံးအပြည့်ဆုံးပြပြောမယ်ဆိုရင်လုံးဝ edition limited grade ပေါ့နော်
လုံးဝစီးကျင်တဲ့ဘောစီတွေအတွက်ကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကတော့950ဖြစ်ပါတယ်ခင်ဗျာစိုင်းနေတဲ့လို့ဝယ်ယူအားပေးချင်တယ်ဆိုကျွန်တော်ရဲ့ဖုန်းနံပါတ်0925313933နဲ့0994431313တို့ဆက်သွယ်မြင်းမြန်းဝယ်ယူရှင်တယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ